40ကျော်ဆိုရင်လေဟို20လောက်ထားပြီးလို့ရလားဟုတ်မှတွေ့လားဟုတ်ဟုတ်ဒင်းကျင်တယ်လေးရှိရင်လေခင်ဗျာအမဒင်းကျင်လေးတော့ဝယ်ပြီလားဟဲ့ပြီလားသွားမယ်ဟဲ့နင်ဒီနေ့ကဘာဝယ်အောင်လို့လဲဒီနေ့ကလာငါဝင်းညွန့်ညွန့်စင်ရွှေရတနာဆိုင်မှာရွှေတော်ဝယ်မှာရွှေကောင်းတယ်လို့ပြောတယ်ရွှေရသားကောင်းတယ်ဟိုနင်လုံးပြပြီးဟိုရှေ့တစ်ခါကလည်းငါပဲဝယ်လိုက်ရတယ်လေဟဲ့ဟိုရှေ့တစ်ခါကလည်းငါပဲဝယ်လိုက်ရတယ်လေဟဲ့ငါဝယ်မှာစိတ်ချငါဝယ်မှာနဝယ်ကြမလို့ငါအဖော့ခေါ်တာတကယ်ချင်းတေချာလို့လားတေချာတယ်လို့နင်ကလည်းငါဝယ်ပါဆိုနင်ကြောင့်ငါသိရနော်ငါကြောင့်လည်းငါသိရမဝယ်ခြင်းနဲ့ဟာငါဝယ်မှာလို့နင်ကလည်းဘာမှမဖြစ်ဘူးငါပဲဝယ်ရအောင်ပဲမင်္ဂလာပါအော်ဟိုလေဟိုအမလေးဟိုလေဟိုဆွဲကြိုးလေးကြည့်ချင်တာညီမလေးရဲ့တည်းမလားဟုတ်တယ်ရွှေဆွဲကြိုးလေးကြည့်ချင်တာအဲ့လေအမကိုလေလှရတဲ့လေးရပြပေးအောင်ဟာယူမအမလေးပြောမိုင်းနော်ငါဆွဲကြိုးလေးဒါဆွဲကြိုးလေးอ่ะအေးဆွဲကြိုးလေးอ่ะဟာနော်လိုက်မယူလိုက်ဒါလေဟိုဒါလေးကညီမလေးဘလောက်လဲကဲမှာရွှေတင်လေးက तू ကတစ်ချက်နှစ်ပဲကြော်လောက်ရှိတစ်ချက်နှစ်ပဲဟုတ်ဟိုဒါလေးကလေတစ်ချက်ကြော်လေးဆိုဈေးတွက်ရင်ဘလောက်လောက်ကြမလဲ40ကျော်လောက်တော့ရှိရဟုတ်လေ40ကျော်ဆိုရင်လေဟို20လောက်ထားပြီးလို့ရလားဟို20လောက်ထားပြီးလို့ရလား20တော့မရအောင်20တော့မရအောင်ဟုတ်လားဒါပေမဲ့အနည်းဆုံးတက်လာတော့ရောတယ်လေအနည်းဆုံးတက်တောင်ချော့ပေးမယ်အဲ့လောက်ချော့လို့မရဘူးလေ20လောက်ချော့လို့မရဘူး20လောက်တော့မရဘူးရှင်အော်20လောက်ချော့လို့မရဘူးဆိုရင်ဟိုအခြားဟာလေးတွေပြပေးတော့အခြားဟာလေးတွေပြ20လောက်ချော့လို့မရစိတ်တော်စိတ်ငါဝဲမှာတကယ်ချင်းဟာဟိုနည်းနည်းလေးဈေးရမှာမတည့်သေးလို့ဒါလေးလည်းလာတယ်လာတယ်ဟာဒါလေးတော်တော်လှတယ်ငါဒါတော့ယူလိုက်တော့မယ်ဟာယူလိုက်ဆေးပြောလိုက်ဘလားလောက်ကြမလဲလာလိုက်တာတကယ်ချင်းလာလိုက်တာဟဲ့ကြည့်တော့ဒါလာတော့ငါလည်းထုတ်ထားတယ်လို့ပဲယူမှာဘလောက်လဲဆေးထွက်လိုက်ရာလေးအမှာပါ96သိန်း3000ပါအော်96သိန်းတကနာ100တော့ရှော့သွားတယ်96သိန်း3000ခွဲဟိုဒီလိုလို့အစောထွက်လေးရှော့ပြီးတော့လေ96သိန်းရှော့ပြီးတော့3000ခွဲမရဘူးလား3000ခွဲမရဘူးလားလေးမမရတော့မလို့လို့ထားတယ်ရအောင်လားဟောလေဟိုမလေးဝင်းညညမှာဝယ်နေကြအဲ့ဒါဆိုရင်3000ခွဲနဲ့မရတော့ဘူးနော်ရွှေမရလားဟိုမရလားဟိုအဲ့ဒါလို့ရှိရင်လေဟိုကဆွဲကြိုးတွေကမဟုတ်ပဲလေအခြားလေးနည်းနည်းလေးပေါ့လေဟိုအမပတ်စံပါတယ်သိလားအမပတ်စံပါတယ်သိလားမနည်းနည်းအခြားကြည့်ကျင်သေးလို့လေအခြားဟာလေးကြည့်ကျင်သေးလို့အခြားဟာလေးတာပြီးတော့ဒီမှာရှိရနော်ပတ်စံဟောရှိတာပေါ့ဒါလေးနေလိုက်ပြန်သိမ်းထားလိုက်ပါလေပြန်သိမ်းထားလိုက်ပါလေအော်ဒါလေးကြည့်ကျင်တာဒါလေးစိန်လေးတွေအမလေးထားလိုက်တာဟဲ့ကြည့်ပါဦးနော်ခဏလိုက်တာညဝယ်မစဝယ်လိုက်တော့ဒီဟာကြီးဝယ်လိုက်တော့နော်ဒါလေးတွေရောဟောလေးညီမလေးတို့လေတမျိုးတော့မထင်နဲ့နော်အမလေးအဲ့လိုစကားအများကြီးပြောမောတတ်တယ်လေအဲ့အမကိုလေတခုခုလေးတိုက်ပါလိုက်ဟုတ်မယ်ရေးလေးတိုက်မယ်အေးဟိုအေးလေးလေးရရင်ကောင်းမယ်နော်ဟိုကနော်အေးလေးရေးလေးတိုက်ပြီနော်ရေးတိုက်ရတယ်အော်ဒီခုရေးလေးပဲတောက်လိုက်တော့မယ်ဟာလေးဒါဆိုင်ရတိုက်တာလားဟာအိမ်မှာလေဟိုမိသားစုနေနေတာလေဒီလားအော်သူတို့ကလေဒီဟာဆိုရမ်းကြိုက်တာဒီလားအိမ်ကလူတွေတပတ်ထည့်သွားပြီလို့ရလားဟုတ်ရတော့မရဟုတ်ပြန်ပြလိုက်နော်လိုက်လာမြောင်းမှားပြီချင်တယ်လိုက်လာမြောင်းမှားပြီချင်တယ်လိုက်တာကျေးဇူးတင်တာအိမ်အတွက်ဒီမှာလေဟိုလေနာသူကြည့်တဲ့ဆွဲကြိုးလေးအမားရှိပဲသေးလားအမားရှိပဲသေးလားဟိုအဲ့လေးထည့်ပေးတော့အမအရင်ကြိုက်တယ်သေးလားဒီလက်ကလေဒါလေးလည်းယူမယ်နော်ဒါလေးလည်းထည့်ထားပေးလိုက်နော်ပေးပတ်ရှိပဲသေးလားဟုတ်ပါပါရှင်ကျေးဇူးပါလာရတယ်အကုန်လုံးတင်းကြည့်နေဝယ်ချချင်းလောက်ဝယ်လိုက်ပါအားနာလို့ပါဟောနင်းရတယ်ဟဲ့နေဖဲအော်မဟဲ့လောက်လိုက်တာရွှေဘချုပ်ပေါ်ပါလေရွှေဘချုပ်ပေါ်ပါလေရွှေချုပ်ပေါ်ပါလေလောက်လိုက်တာအဲ့ဒါငါကြည့်မယ်ငါယူမှာဟိုညီမလေးတို့ဟိုလေးအမလေးဟိုကရွှေချုပ်ပေါ်ပါလို့လေအရင်သဘောကျလို့အဲ့လေကြည့်ချင်လို့အမပြပါလားအမယူမှာတော့တာတကယ်ယူမှာဈေးကြီးမှာအဲ့ဟာဟဲ့လောက်လိုက်တာလာတော့တကယ်လာရနော်လာတော့ကြည့်အောင်မလို့လိုက်တာအေးဒါလေးအမဟိုချုပ်ပြပြီးလို့ရလားလေးဈေးလေးတွေ့ပြီပါလားအမယူမို့လေအဲ့တော့ဝင်းညိုစတေဖီရနာဆိုင်ပါလေနေ့50ပြည့်ရွှေရတုအထဲမှာနေနဲ့နှစ်ပန်းနေပစ္စည်းနှမျိုးဝယ်တာနဲ့ပေါ့နော်ဒီဟန်ချင်းလေးတွေလက်ဆောင်ပေးနေပါတယ်ရှင်ဟုတ်လားဟုတ်ကဲ့ရှင်ဒီရွှေပဝါလေးက900ကျော်ပါရှင်900ကျော်အမလေး900ကျော်လားအိုးဟိုလေရုတ်တရက်ငါ6တော့ကညာဝါလာရဲ့သိလားချစ်ချင်းအိုးချက်ချင်းညာဝါတာ6တော့ကလေ900ကျော်နော်900ကျော်အမလေးညောင်းတာဟို6တော့ညာဝါဟိုလေအမလေးဟိုရွှေကအရန်ကောင်းတော့ခါကျကြည့်လိုက်ပြီး6တော့ကညာဝါတာကြည့်လိုက်ပြီး6တော့ကညာဝါတာအမဟိုဘက်
ခဏသွားထိုင်လာဝင်တော့ဒီလားယူမတော့ဒီလားအမလေအပေါ်လောက်တာမဟုတ်တယ်ယူမသိလားညောင်းလိုက်ခဏလေးနေအောင်ငါညောင်းလို့ညောင်းဖြေလိုက်အောင်ခဏလေးနော်အမလေးညောင်းလိုက်တာလောက်သွားပြန်လေတစ်ခါတော်ပြီလားဟိုလေမလေးအမလေးရမ်းဟိုဖြစ်တဲ့စကားအများကြီးပြောရလေအကောင်6ပါလေဟိုမှတွေ့လားဒင်းကျင်တယ်လေးရှိရလေအမဒင်းကျင်လေးတောင်းဝယ်ပြီလားဟုတ်ရတယ်မရနော်အေးဒင်းကျင်လေးတောင်းဝယ်ဒီမလေးရတယ်ရေးတောင်းဝယ်ပါလားကြားတယ်ငါဒင်းကျင်လေးတိုက်စင်တာဝင်းညွန့်ဆင်ရှိရတနာဆိုင်ရာပတ်တန်း250ရှိပြီဖြစ်ပြီးရွှေရည်လည်းကောင်းတယ်အရော့တွေလည်းတက်တာတယ်ပြီးတော့ဒီဇိုင်းလေးစမ်းတယ် ဝင်းနေစိတ်ရွှေရနာဆိုင်ဖွင့်လှစ်ခြင်း250ပြည့်ရွှေရတုအထိမ်းအမှတ်နေဖြင့်နှစ်ပဲတင်ပစ္စည်းနှမျိုးဝယ်ရနဲ့အခုလိုမျိုးရွှေဟန်းချိတ်လေးလက်ဆောင်ပေးနေပြီနော်ဒါကြောင့်မို့လို့အခုပဲဝင်းနေစိတ်ရွှေရနာဆိုင်ကိုလာဝယ်လိုက်တော့နော် ဝင်းညွန့်ဆင်ရှိရတနာဆိုင်ရာဆိုရင်ပတ်တန်း250ရှိပြီဖြစ်ပြီးရွှေရည်လည်းကောင်းတယ်အရော့တွေလည်းတက်တာတယ်ဒီဇိုင်းလည်းစမ်းတယ်ဝင်းညွန့်ဆင်ရှိရတနာဆိုင်ဖွင့်လှစ်ခြင်း250ပြည့်ရွှေရတုအထိမ်းအမှတ်အနေနဲ့ရွှေရည်ပစ္စည်းနှစ်ပဲတင်2မျိုးဝယ်ယူရင်ရွှေရန်စိတ်လေးတွေလက်ဆောင်ပေးနေပါပြီဒါကြောင့်မို့လို့အခုပဲဝင်းညွန့်ဆင်ရှိရတနာဆိုင်မှာရွှေရည်ပစ္စည်းနှစ်ပဲတင်2မျိုးဝယ်ယူပြီးတော့ရွှေဟန်စိတ်လေးတွေလက်ဆောင်ရယူလိုက်တော့နော်